အားလုံးပဲမင်္ဂလာပါဒီနေ့ချန်ပီယံလိနဲ့မမေ့တော့ကြိုးစားဆိုတဲ့စီစဉ်ရနေပြီးတော့ကြိုဆိုလိုက်ပါတယ်ဒီနေ့မှာတော့အနာဂတ်ချန်ပီယံလိငယ်ဖြစ်တဲ့တသားလေးတွတ်နဲ့တသားလေးအာလူတို့ဖြစ်ပါတယ်အခုစီစဉ်တက်ဆက်ပေးမဲ့သူကတော့တော်ကြည်ပဲလေးလမ်းပဲဖြစ်ပါတယ်အဲဒီတော့တသားလေးတွတ်တို့မိသားစုကိုခေါ်လိုက်ကြအောင်ပါခင်ဗျာမိုက်ရဗျာမိတ်ဆက်ပေးပါပြိတ္တကြီးPete, introduce. Oh. Namaste. My name is Tum. ဟာတသားလေးတွန်းကတကယ်ဟိုအရန်တော်တဲ့ကလေးလေးတယောက် Jamaru. Don't tell me like that. Sorry, Peter. Oh, mommy, I want to dance. Oh, dance. Oh, that's the Peter dance. Oh, no dance here. No dance here. Mommy not allowed. Tell audience. My name is Tum. I am here for cooking. And this motherfucker is this. Oh, mommy. Hey, mommy. Ngaro mitasu bhala lokta. Ngaro mitasu ai chanda la no mitasu ba. Ko bai ma no. Ko ni de nya yi shi ya no me. Ko lo ma ya bu. Twa ba me ai lo taw ni le. Twa ne ta ta. Okay အဲ့ဆိုရင်တော့နောက်ထပ်ချန်ပီယံလောင်းလေးတူကိုဖိတ်ခေါ်လိုက်အောင်နောက်ထပ်ချန်ပီယံလောင်းလေးနာမည်ကတော့တသားလေးအာလူပဲဖြစ်ပါတယ်အဲတသားလေးအာလူတို့မိသားစုကြော့ပါအောင်ခင်ဗျာကျမတို့အင်္ဂါဒီဟိုမှာဘာလို့ရအောင်နဲ့တိတ်မွေးရဲ့မျိုးပြင်းလေးတနည်း တော့မဟုတ်လားမေမေ ဒီနေ့စောက်စက်ပိတ် ဟုတ်မေမေ ကျမယောက်ျားလောလောဆယ်အခုအရက် movie ဘယ်နာတော့ခွေနေတယ်တော့မသိဘူးကျမလည်းသိထားတော့မသိဘူးကျမအလုပ်ခိုင်းရတော့ကုံစိမ်းရောက်နေပြီးတော့ငွေတို့ချိစားရပေါ့နော်ပြီးတော့ဒီလောဆယ်သားလေးအကြောင်းပြောရမယ်ဆိုရင် မေတာပြောချင်နေပြီမေတာပြောမယ် ညစက်ပိတ်ထားတယ် ဟုတ်မေမေဒါတော့ခုနေနေရကြတာပေါ့နော်ဆရာတော့ဦးလောပါတာလေဒါတော့မနေတော့စောက်ခဲအကြောင်းမှာတာတက်နေတာပေါ့နော်တာကဟိုတော့ရှိပြီ၄နှစ်တော့ရှိပြီဗျာဒါပေမဲ့၄နှစ်မှ2နှစ်တော့ကြာလာတယ်ဟုတ် လောဆယ်တော့အဲ့ဒါပါပဲပြောချင်တာ မေမေတာတိပေါက်ချင်တယ် ဟဲ့နဲ့စောက်ပိတ်ထားတယ် ဟုတ် အဲ့ဆိုရင်တသားလေးအာလူတို့မိသားစုပြန် ဟုတ် ပြီး မေမေသွားမယ် ဖိတ်ခေါ်လိုက်ပါမယ်လို့နော်အခုဆိုရင်တော့ပထမဆုံးရှင်ပြိုင်မဲ့အနာဂတ်ချန်ပီယံလောင်းလေးဖြစ်တဲ့တသားလေးတွတ်မိသားစုခေါ်လိုက်ကြအောင်လားခင်ဗျာတသားလေးမိသားစုကြွပါဦးခင်ဗျာ Mimiru today cooking, right? Understand? Oh. I let me. Oh, မြန်မာစာရီတိတ်တော့မဖတ်တော့ဘူးတားဘာလဲမသိအဲ့တော့ကျမတို့ကဒီဟောက်ချန်ရပြီမသိဘူးရှင် Peter we have to cook today right G. okay What are we cooking, mommy? they say ma photo proof you know right Oh, mommy. mommy don't know too Mommy is so stupid. 你猜来的 Mommy, don't tell me like that. 你猜来的呢 Before we go, we dance. Oh, Papa, Peter. Mommy, I want to dance. Oh, no dance here. No dance today. No dance today. Okay? အဲ့တော့16 Pro Max 1 TV လိုချင်တဲ့ကလေးကအခုဘာလုပ်ရမလဲလေးမမနဲ့နှင်းနေချက်ရမယ် Mommy, အရှိမ onion ရှာလိုက်ပါအောင် onion garlic onion sura chicken sila, mommy. ဒါဒီမူလေးကိုယူလိုက်ပါတတယူလိုက်ပါ Mommy, မြန်မာလိုပြောနေလို့ အော်ကျွန်မဒီဘိုင်းမှာနေရများ okay Mommy ကဟိုတစ်ခေါက်တောက်ပြောတော့ကိုရီးယားဦးနေနဲ့ချိုး အော်တာရဲ့အဖေကတော့အဲ့လိုပဲများတာပါတာရဲ့ okay ထက်မယ်တော့ပဲထက်မယ်တော့တော့ဆိုတာတည်ရဟုတ်ဟဲ့ ဟုတ် okay ငါဆောက်ခွက်လေးစင်ကုန်မအောင်မတာရဲ့ဒါပြီ enough
Enough. Okay. Only don't like the mix. Only mix. အဲ့တော့ဒီအသားလေးကိုထည့်ပြီးဝေးမယ်တသားရေဝေးလေကျမဗီတာအရန်တော့ဒီလိုခက်မှာဒီလိုစီတတ်နိုင်နေခေတော့တိတ်ချတာနော်ဒီနေ့ပြောနေလေဘာမွေးလို့ ဟုတ်ပါဘူး ဘာမွေးလို့ပြောနေ ဟာလားမမီ ဟုတ်တယ်ဟုတ်လေဒီမှာမမီ မမီမမီမမီ ဆောဘူးတိလာကျမတို့ကလေချင်းဝင်းမြမလောက်လက်ဝင်းမြမလောက်နေကြတာကြာပြီဆိုတဲ့အခါကျတော့ မမီ နေချက်လိုက်လားမချက်လိုက်ဘူးမချက် မမီ ဘူးလား don't tell me like that MC တာစစီဘယ်နေရောက်ကောင်းလို့မဟုတ်ဘူးလားတသားရေ Okay အကုန်ထည့်မှာ တော့ လား ထဲမယ်တော့ have ဒီတော့လား have okay oh don't like that good boy good boy မမီဟုတ်တယ် okay 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 ထဲမယ်ပွေးမယ် mix okay don't like that ဟုတ်ကဲ့အဲ့တော့ဘောနော်ပြီးသွားရင်တသားရေဒါလေးတွေက well mix ပြီလား ဝေးစမလားမမီ Listen to hopefully Victor အာမမီ အဲ့ဒီမှာညူပြီးမလေးထည့်လိုက်မယ်တားရေအဲ့ဒါထည့်ခိုင်ညူပြီးမလားညူပြီးမလားတားရေအဲ့ညူပြီးမဟုတ်ဘူးလေ Okay ထည့်အောင်မယ်တစားထည့်အောင်မယ်ဟိုလေတော့ဟိုကြားတမသားလေးကဲ Okay ပြီးသွားပြီဆိုရင်မမီတို့ကဒီမှာအချွေအောင်လေးပါရှိလဲတသားရေအချွေအောင် X okay မမီဒါမမီနဲ့ပပင်းအဲ့ရပေါ်မှာတွေ့တာနဲ့တူလဲဘာကြီးလဲမမီတို့အဲ့ရတော့မတိုင်းလှုပ်ရှားကြတာလား Victor ရေခလေးပဲဆက်ချလိုက်ရအောင်တားရေ Okay ထည့်လိုက်တော့တားရေ Okay အော်တားထည့်ချင်တာလား Okay ထည့်လိုက်မယ်တားတော်ပြီလားလို့တားရေ ဟုတ်မမီဟုတ် နော်လိမလိုက်တာအဲ့တော့နောက်ဆုံးအဆင့်ဖြစ်တဲ့တိုဖူလေးထည့်လိုက်ကြမလားတား ပြန်လဲ တိုဖူဆိုတာအဝါရမီ ထိုင်းရရင် right ဒီ intelligent တိုင်းအချောင်းလိုက်ထည့်ပြန်မှာရ ညမှာထည့်ရမှာကာရန်တော်ရဲ့ခါကျတားလို့ပေါ်တိုင်းလို့ရကိစ္စမရှိဘူး Okay မမီတို့ဒီလေးပြန်ဖွင့်လိုက်ကောင်းမယ်တင်နေတား ဒီဝိုင်းမမီ Okay ပါကိုကောင်းတယ်လို့ confidence တရှိလား ကြည့် ဒါရဲ့ဟဲ့မင်းကဘာဖြစ်နေရတော့စစ်စီးတော့မှဝယ်ပြီးနေလိုက်မှာနော်အခု Nokia keypad အစုပ်ကိုပြကိုင်နေရမယ်လေ ဟုတ်ငါမရရင် 16 Pro ပဲဝယ်ပေးရဆိုရဟာတိတိချာမလို့ဘူးပြောကိုအေးနေပြန်လာရင်ငါနဲ့တွေ့ဦးမယ်အိမ်ရောက်မနေနဲ့ငါနဲ့တွေ့နော်အမေတို့သူချက်နေရကျမတော့ဘယ်လောက်တော်လဲအဲ့လိုမျိုး control လုပ်နိုင်နဲ့ control လုပ်လို့မရတဲ့သားနော်နေငါနဲ့တွေ့ဦးမယ်အိမ်ရောက်မှငါနေချိုးသိမဟုတ်ဘူးနော်ဘယ်တော်လိုက်တာတသားရေအထောက်ဆိုလို့ရှိရင်မင်းတို့စားလို့ရပြီချင်းနေအဲ့တော့စိတ်စင်းလေးတွေပေါ်မှာထလိုက်ကြမလားသားရေโอเคအိုလေးတော်လိုက်တာကဲအဲ့ဒါဆိုရင်မင်းတို့အဆုံးသတ်လိုက်ကြပါမယ်ကျမတို့ရဲ့မိသားစုလေးကတော့ဒီမှာအရင်အရသာစီပြီးမွေးပြန်တယ်ဘာဘူးဟာလေ ခုပွေး အဲ့တော့မဖို့တော့ဖိုးလေးကိုချက်ပြီးသားပါပြီရှင်โอเคပါသားရေအဲ့ဒါဆိုလို့ရှိရင်ကျမတို့ရဲ့တင်ဆက်မှုကတော့ဒီမှာပြီးဆုံးသွားပါပြီရှင်လင်မလိုက်တာသားလေးရေကင်မရာတီဗီသားရဲ့အရန်ကိုဝင်ပါနေတဲ့ထိုင်လေးကြည့်ကြလိုက်ပါဦးမိသားကျေးဇူးရပြီ What the fuck? ကျေးဇူးရပြီကဲအဲ့ဒါဆိုရင်ဒီကျမတို့ရဲ့မိသားစုရဲ့ချက်ပြုတ်ရှင်တဲ့ကတော့ဒီမှာပြီးသားပါပြီရှင် အဲ့ဆိုရင်တသားလေးတွတ်မိသားစုရှင်ပြန်ပြီးတဲ့နောက်မှာတော့တသားလေးအာလူတို့မိသားစုကိုဖိတ်ခေါ်လိုက်အောင်လားခင်ဗျာ မမီ lunch မင်္ဂလာပါ နေပါပါကြီးရဲ့ဒါတော့အိမ်မှာမမြင်ဘူးရော နင် X ဆော့ချိုးနေနဲ့ဟုတ်ငါတို့ဟင်းချက်မှာ မမီလေးပါချက်မှာလဲ နင်ကမစတဲ့စိတ်နင်ချက်နေကြပါနင်လာတော့လည်းသိပါတယ်အဲ့တော့မဟုတ်လားမမီးနဲ့ ဟုတ်တယ်ဒီအိုးရဲ့တောက်စရာကြီးရော မီး ဒါ ဖွ တော့ င့်မီးဖွင့် မမီအိုးကကြားလိုက်တာရော ဟဲ့ကျောင်းမက
ကိုင်းနဲ့ရှောက်မကိုင်းနဲ့ မမေဒီမှာတော့ငါဖြစ်နေလို့မမေ ငါနဲ့ကိုအစရအိုးပူအောင်မင်းဖွင့်လာရနော် မမေဒီမှာတော့ငါဖြစ်နေလေမမေရဲ့မမေအဲ့ဒါ နေ ပြော စော တာ က်စကားမများနဲ့ဟိုမင်းဖွင့် မမေနှလုံးသားထွက်တာဒီကနေ့ကျတော့မဖတ်တော့ဒီမှာဒီမှာကြည့်ကြည့်ဒီလိုမရမှာပေါ့မမေတော့ချိန်ပုတ်လက်ဖို့ကြီးပဲချောင်းနေ ဘာ တယ် သာရေးမဖတ်တော့ဘူးဟဲ့လက်တွေတောင်းနေနဲ့နေအဲ့လောက်စောက်တော့မကြောက်လား မမေမွေးတာ အိုးပူပြီးရပြီဟဲ့ဒီဘောင်ဒီနေ့ကသိုးချက်ခိုင်းတာဘာတိုးဟူးလားပဲပြလားမသိငါတစ်ခါမှမကြောက်ဘူးအဲ့ မပိုးတူဘူးဆိုတာမမေ ရထားလိုက်တော့ပဲပြလိုက်တူတူပဲနေမှာအဲ့တော့စီကိုဆက်မထည့်နဲ့နော် ဟုတ်မမေ အေးလောက်တော့ပြီ စီထည့်ပြီးမမေဘာလောက်ကမှလဲစီ နေအောင်ခဏလေးငါစဉ်းစားနေရ မမေဖတ် မနုစောက်ရ မမေမဟိတ်ပါနဲ့ ဆရာကြီးလာမလုံးနဲ့ မမေပွက်နေပြီ စပိတ်တယ်အဲ့ဒါဆိုမီးရှော့ မမေကြီးကြီးပဲ အထဲငါပေါ့အောင်မယ် ဟေးမမေ နာကအခုက မမေပဲနဲ့မနော်မမေ ဆက်မထဲနဲ့ ဟုတ်မမေ ညာရင်ဟဲ့အဲ့လောက်နဲ့ရမလားဟဲ့ဒါရောင်နေမလို့ခေါ်ထဲ အယံတင်မို့လားမမေအိမ်မှာမရှိတဲ့ဟာတွေလို့လုတ်ခိုင်းနေတာကို ဟဲ့နေယူနေလားထထခမဲတော့လည်းဒီကနေကာပါမဖြစ်ဘူး မမေကလည်း လောက်တော့မလောက်ဘူးလီးလား ဒီရက်ကြီးထည့်လိုက်မလားမမေ ဟဲ့မစောနဲ့စောညတယ်မစောနဲ့ မမေ ဟိုရထဘာရည်လည်းမသိဘူးအဲ့ရထ ဒါမမေ အေးဟုတ်တယ်ဟဲ့မှွေလိုက်အောင်ဟိုမှာကြည့်အနှစ်တည်းကြီးပဲ အော်မမေဟုတ်ပါဘူးခါနဲ့မှွေတော့မနော် ဟာ ဟမ် ဟဲ့ညာသွားပြီတော်လိုက်တော့ဟုတ်ထားချီထက် မမေနွေးရောရော ထထ မမေအများအောင်မလားမမေကျွန်တော်ခုကြောင်မဟုတ်တော့ဘူးဒါတို့ရိုက်နေတာ program ရိုက်နေတာ နင်မီတင်ပြီးသွားပြီလားပြန် ဟမ် တင် မတိလောက်ပဲထားလိုက်မလားမမေ ဟဲ့ကြောက်ပဲထားလို့မရအောင်ပြန်တင်ဒါကြီးစက်မရမှာ မင်းကတော့စိုးဆဲဖို့ချိန်ဖို့နှစ်ဖို့ပဲချောင်းနေ နင်လုံးညာနဲ့ငါဟင်းချက်နေအကုန်မေ့သွား မင်းဖတ်နေ ဟဲ့နင်အဲ့လိုညှက်ထဲလို့ရမလားအကုန်ပြက်ကုန်ပြီလေ မမေရတယ်အတော့မကျဲဒီလိုပါမမေရဲ့အစ်တကူယူလိုက်မှဒါဒီမှာအကြည့်ဒီလိုမျိုးလေးမမေရတယ်ဒါလို့ကူရတယ်လို့ဒီမှာဒီဒါနောက်ဖို့ထက်တယ်မယ်မမေအကြည့် သေချာညံ့ အကြည့်ပဲမမေသတိရောတတိယသွားရော အမမဆိုင်တဲ့ဟာမပြောနဲ့ချက်ဟင်းချက်နင်စောက်စကားကလည်းစောက်ဝဲများရင် မမေ နင်စောက်တော့ဖတ်ကြလား ဟုတ်တယ်မမေလည်းမဖတ်တော့လေမမေ တော်လို့ချိန်မရှိဘူး မမေကြောက်စရာကြီး တော်လိုက်တော့လို့ မမေဂျင်းနဲ့ထည့်တင်လား ဒီနဲ့တက် ဂျင်းနဲ့စီနဲ့အဲ့ဒါနဲ့ထည့်တယ်နော် စီနဲ့မထန်နဲ့စီမထန်နဲ့စီမလို့တော့ ဟုတ်မမေအဲ့အင်ဂျင်ယူရလို့ရရမလားရှီထည့် ဒီစက်ကိုပိတ်ထားရင်မလိုတဲ့စကားတွေမပြောနဲ့ ဟုတ်မမေရှီခုနကဘာပြောရလဲမမေ ထဲဆရာရှိရထဲ မမေနည်း ဟိုထဲဟိုစိတ်အောင်ထဲနည်းမင်းလားမသိဘူးအဲ့လည်းမမြင်ရအောင်အမျက်မှမပါလာအောင်ငါမြည်မယ် ဝီ စားစရာတွေမစောနဲ့ငါလောင်တော့မယ်ဒီစောက်ခလေးပေးငါ့ကိုပေး ရဲဝီဒီမှာမမေစားဖို့ခက်လေမမေအင်္ဂလိပ်ကလည်းမစားမဟုတ်လားအော်ဒီမှာပဇွန်ရှိတယ်နည်းနည်းရောမမေဂျီအော်စားရမမေရဲ့ကောင်းပါမမေ ရပြီချလိုက်တော့မိပိတ်လိုက်တော့ ဟုတ်မမေမမေပြီးသွားပြီမမေပြီးသွားပြီဒီပိတ်မယ်ဒါတော့ပြချက်ခဲ့တာလေးကကြတော့ဒီပါပြောတာ ပဲပြ ဖေးပြဟုတ်မပူးတော့ဘူးလား ငါမကြောက်ဘူးအဲ့စောက်ပေါက်ရရင်မပြောနဲ့ပဲရဆိုပဲပြပဲ ဟုတ် ထားလိုက်တော့ အခုချက်နေဖေးပြတာကျေးဇူးတင်ပါတယ် ဟဲ့လား သမီးလည်းတော့ရေမှုဆဲဖို့ပဲ Bobby Tracy, time to kill. Step up strong, don't hesitate. Win or lose, it's your fate. Lose your battle, who's the best? Step right up, forget the rest. One survives, one will fall. Who's got what it takes to take it all? ဒါအောင်မြည်ရမှာလားနှစ်ခုကို Emerald and Dazzle.
in the zone. MC on the beat, studio flip, let's go. This is wild, kinda deadly. Will it pass? Yo, let's see. ဒီဘက် ပီဒီကနေပြီးတော့ကျွန်တော်တို့အနိုင်ရရှိတဲ့အသင်းကိုစုလက်ဆောင်လေးပေးဖို့စီစဉ်ရှိပါတယ် မင်းပြောရဲ့အတီးရဲ့ဘာကြီးလဲ ပါလဲ ဒါကတော့ပရိနာပဲဖြစ်ပါတယ် ပါရင်ဒါ ပရိနာထုတ်လို့ရတယ်လေ ပြတော့ဆိုပါ ချဲစာရွက်တို့ပါလဲထုတ်လို့ရတယ်အကုန်လုံးထုတ်လို့ရတယ် ဒါငါဘာလုပ်ရမှာလဲဒါငါဒါဘာလုပ်ရမှာလဲ